နာမည်ကြီးတဲ့သချင်းတွေတိုင်းကိုအစိုးရတွေမသိပဲပွဲမှာပြန်ဆိုတာကြောင့်တောင်းပန်နေရတဲ့ဖြူဖြူထွေးဟာအစိုးရတယောက်မဟုတ်ပဲဖျော်ဖြေပွဲတွေကိုညစဉ်ရက်ဆက်ဖျော်ဖြေရတဲ့အထစ်ကိုနေပွဲတွေမှာစမ်းကောင်းနေသူပေါင်းအောင်မြင်တဲ့ကိုပိုင်သချင်းတွေမရှိပဲဖျော်ဖြေပွဲတွေမှာသချင်းဆိုဖျော်ဖြေရတာဖြစ်တဲ့အတွက်အောင်မြင်ပြီးသားနာမည်ကြီးသချင်းတွေကိုသာအများဆုံးဖျော်ဖြေရပါတယ်ဖြူဖြူထွေးကပွဲတွေမှာဆိုရင်အစိုးရကြီးတွေရဲ့သချင်းတွေသာတီးဆိုတာမို့အရင်တုန်းကလည်းပွဲခဏခဏဖြစ်ဖူးတာပါမူပိုင်တရင်ဆရာရီစီမှာသချင်းမဝယ်ပဲခိုးဆိုနေတယ်လို့ပြောခံရတာကြောင့်နောက်ပိုင်းမှာတေချာဂီယူဆိုင်နေခဲ့တာပါလက်တလုံးမှာလည်းဖြူဖြူထွေးကမေဆွေတီဆိုထားတဲ့ဂီတာတီးပေါ့ကိုရဲ့သချင်းကိုပြန်ဆိုခဲ့တာပါအစောပါသချင်းကိုပြန်ဆိုတဲ့အချိန်မှာမူပိုင်ခွင့်မဝယ်ထားတဲ့အတွက်တရင်ဆရာမိသားစုနဲ့ဖြူဖြူထွေးကစကားပြောခဲ့ရပါသေးတယ်တကယ်တော့ဝယ်လို့ပြောရင်ဖြူဖြူထွေးကဝယ်နိုင်တဲ့အနေအထားလည်းရှိပါတယ်ဒါပေမဲ့တရင်ဆရာကိုအောင်တောင်ကြီးရဲ့မိသားစုဝင်တွေကိုယ်တိုင်ကပေးမဝယ်တာပါတရင်ဆရာကကွယ်လွန်သွားပြီဖြစ်တယ်လို့တချင်းကမိသားစုဝင်တွေအတွက်တမိုးထိုင်းရတဲ့တချင်းတစ်ပုတ်ပေါင်းဒါကြောင့်မို့လဲမိသားစုဝင်တွေဘက်ကပြဿနာမရှာပဲတချင်းကိုထပ်မဆိုးဖို့ပြောလာခဲ့ပါတယ်ဆိုခွင့်ပေးမဲ့တချင်းကြရင်ပြောမယ်ဆိုပြီးအတိပေးလာတာမို့ဖြူဖြူထွေးဘက်ကလည်းတချင်းကိုတီဆိုမိတဲ့ပေါ်တောင်းပန်ခဲ့ရတာဖြစ်ပါတယ်ပြည်သက်ကြီးအောင်နမဲကြီးတချင်းတွေကိုဖြူဖြူထွေးကပွဲတွေမှာပြန်ဆိုနေတဲ့ပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ